အားလုံးကိုမင်္ဂလာပါလို့ကျွန်တော်ရဲ့ Lighthouse Media YouTube Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်အခုချိန်မှာကျွန်တော်အနေနဲ့ဝင်ငှလို့တဲ့တင်ဆက်လို့တဲ့အကြောင်းအရာကတော့တမန်ကျမ်းစာဖတ်ရှုခြင်းရဲ့အကျိုးကျေးဇူး6မျိုးဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်သူတွေဟာတမန်ကျမ်းစာဖတ်ရမယ်တမန်ကျမ်းစာဖတ်ရှုခြင်းကအရေးကြီးတယ်ဆိုတာအားလုံးသိပြီးသားဖြစ်ပါတယ်ဒါပေမဲ့ဒီရဲ့အကျိုးကျေးဇူးတွေကိုသိထားရင်တော့ဒီနေ့ကျွန်တော်တို့ကျမ်းစာဖတ်ခြင်းကိုပူပြီးတော့မှအလေးထားဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်အဲ့ဒီတော့တမန်ကျမ်းစာဖတ်ရှုခြင်းရဲ့အကျိုးကျေးဇူးနံပါတ်1ကပါလေဆိုတော့အရာရာ၌အောင်မြင်သောအသက်တာဖြစ်ပါတယ်ဒီနေ့ဘုရားသခင်ကသူ့ရဲ့သားသမီးတွေကိုအရာရာမှာအောင်မြင်သောအသက်တာကောင်းစားသောအသက်တာနဲ့အသက်ရှင်ဖို့ရန်အလိုတော်ရှိပါတယ်ကျွန်တော်တို့ယောရှုမတ်စာအခန်းကြီး1အငယ်8မှာသူပညတိကျမ်းစာနဲ့ရေးထားသမျှအတိုင်းကျင့်မီဟုစောင့်ရှောက်ခြင်းအလို့ငါကျမ်းစာကိုမဖတ်မရွတ်ပေးမနေနေညမပြတ်ကြည့်ရှုဖတ်ယူရမည်သူပြုလင်တင်သည်အကြံထမြောက်၍အောင်မြင်လိမ့်မည်ဆိုပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်ဒီနေရာမှာကျမ်းစာဖတ်တဲ့အခါမှာလည်းအာမဖတ်ပါလို့မပြောဘဲနဲ့နေညမပြတ်ကြည့်ရှုဖတ်ယူရမယ်လို့ပြောပါတယ်ဒါတော့ဒီနေ့ကျွန်တော်တို့အထူးအချိန်ယူပြီးတော့မှကြိုးစားပြီးတော့ဖတ်ဖို့အမြဲတမ်းဖတ်ဖို့ဒါပြောနေခြင်းဖြစ်ပါတယ်ဒါဆိုရင်တဲ့သူပြုလင်တင်သည်အကြံထမြောက်၍အောင်မြင်လိမ့်မယ်အဲ့ဒါဘုရားသခင်ရဲ့ဂတိတော်ဖြစ်ပါတယ်ဒါလည်းအခြေအနေပုံမှန်မူတည်တဲ့ဘုရားရဲ့ဂတိတော်ဖြစ်ပါတယ်တကယ်လောကမှာတကယ်အောင်မြင်သောအသက်တာနဲ့အသက်ရှင်တဲ့အသက်ရှင်လို့တဲ့ခရိယန်တွေဟာကျွန်တော်တို့ကျမ်းစာကိုနေ့တိုင်းပုံမှန်ဖတ်ရှုဖို့ရအထူးလိုအပ်ပါတယ်နံပါတ်2ကတော့တမန်ကျမ်းစာဖတ်ရှုခြင်းအကျိုးကျေးဇူးကလမ်းဆန်းခြင်းအသက်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ဟာအခြေအနေတွေကတော့အမြဲတမ်းကောင်းမှာမဟုတ်ပါဘူးအမြဲတမ်းလည်းကျွန်တော်တို့ဘဝမှာအဆင်ပြေတယ်လို့ရှိမှာမဟုတ်ပါဘူးအဆင်ပြေတဲ့အချိန်ရှိတယ်လို့မပြေတဲ့အချိန်တွေလည်းကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်လို့တော့လည်းပဲအခြေအနေတွေမိခဲ့တော့အသက်အကျအနှိမ့်အမြင့်ရှိတော့ညလည်းပဲအခြေအနေတိုင်းမှာကျွန်တော်တို့လမ်းဆန်းတော့တက်တာဝမ်းမြောက်ခြင်းရှိတော့တက်တာရှိဖို့ရန်ဘုရားသခင်လိုတော့ရှိပါတယ်ဒီအတွက်လည်းဒီနေ့ကျွန်တော်တို့ကဒီတမန်ကျမ်းစာဖတ်ရှုခြင်းကအင်မတန်မှအရေးကြီးပါတယ်ဆာလံအခန်းကြီး1အငယ်1က3မှာပြောထားလေဆိုတော့မတရားသောသူတို့၏တိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့၏လမ်းတွေမရက်မနေမထင်မဲ့မြင်ပြူသောသူတို့၏အစည်းအဝေးနဲ့မထိုင်ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနေညမပြတ်ဆင်ခြင်တော်သူသည်မိန်္ဂလာရှိ၏အကြောင်းမူကားသူသည်မျက်နှာမှာစိုက်လက်မိမိအချိန်တန်မှအတီးကိုတီး၍အရွယ်မညှိုးနွမ်းတတ်သောအပြင်နှင့်သူ၏ပြုလေသည်များတို့၌အောင်လိမ့်တည်းဒါတော့ဒီမှာလည်းပဲပြောလေဆိုတော့တရားတော်ကိုနေညမပြတ်ဆင်ခြင်အောင်မြတ်တော်သူတရားတော်နဲ့မွေ့လျော်တော်သူ၏အသက်တာကမျက်နှာမှာစိုက်တဲ့အပြင်နဲ့တူတယ်သူရဲ့အရွယ်ဒီမညှိုးမနွမ်းတတ်တဲ့အပြင်နဲ့တူတယ်ဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်ဒီမှာလည်းထပ်ရှင်းပြီးတော့ပြုလေသည်များတို့၌အောင်လိမ့်တည်းဆိုပြီးတော့ထပ်ပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့မျက်နှာမှာစိုက်တဲ့အပြင်ဆိုတာကဒါလန်းဆန်းခြင်းအသက်တာကိုရည်ညွှန်းခြင်းဖြစ်ပါတယ်ရာသီဥတုတွေဘလောက်ပူပြင်းနေပါစေသူ့ရဲ့ရေတောက်မြစ်ကအင်မတန်မှအေးမြရှိနေတဲ့ရေတွေကိုသူစုပ်ရတဲ့အခါတောက်တုံရတဲ့အခါအပြင်ကနှွေခေါင်မှပဲလန်းဆန်းပြီးတော့စိမ့်လန်းတော့အသက်တာရှိနေတယ်အလားတူယုံကြည်သူအသက်တာမှလည်းပဲတမန်တရားနှုတ်ကပတ်တော်ကျမ်းစာကိုအမြဲတမ်းခံယူတော့အသက်တာဟာထိုကဲ့သို့စိမ့်လန်းစုပြီးတော့အသက်တာအပြင်အသက်ရှင်နိုင်မှာဖြစ်ပါတယ်သူတစ်ပါးကိုလည်းအရေးအေးမြတဲ့အရေးကိုပေးနိုင်မှာဖြစ်ပါတယ်နံပါတ်3တမန်ကျမ်းစာဖတ်ရှုခြင်းရဲ့အကျိုးကျေးဇူးကပါလေဆိုတော့တန်ရှင်းခြင်းအသက်တာနဲ့ကျင့်လည်နိုင်ခြင်းဖြစ်ပါတယ်အဲ့တော့ဆာလံစီယာကပြောလေဆိုတော့ဆာလံတစ်ကိုအပိုက်ငယ်ကိုမှာလူပြူဒီမိမိသွားတော့လမ်းကိုအဘေကဲ့သို့တန်ရှင်းစေနိုင်ပြီဒီဟုမူကားနှုတ်ခပတ်တော်အတိုင်းတတိပြုရမယ်ဆာလံတစ်ကို7မှာလည်းပြောလေဆိုတော့ကိုတော်ကိုမပြစ်မှားဘဲနေနိုင်မိအကြောင်းဗျာဒိတ်တော်ကိုနှလုံးထဲမှာတူထားပါပြီဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာနှုတ်ခပတ်တော်နဲ့ပြေဝတော့အသက်တာမဟုတ်ဘူးဆိုရင်တော့စုံစမ်းခြင်းတွေလာတဲ့အခါလောကရဲ့သွေးဆောင်မှုတွေလာတဲ့အခါအလွယ်တကူကြဆင်းပြီးတော့မှကျွန်တော်တို့ဘုရားရဲ့ဘုန်းတော်မထင်ရှားတော့အသက်တာဖြစ်သွားနိုင်ပါတယ်နှုတ်ခပတ်တော်လူပြူဒီကိုတော်ကိုမပြစ်မှားဘဲနေနိုင်မိအကြောင်းဗျာဒိတ်တော်ကိုနှလုံးထဲမှာတူထားရမယ်ဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်နှုတ်ခပတ်တော်အတိုင်းအသက်ရှင်ခြင်းအဖြစ်တာနဲ့လူပြူဒီမိမိသွားတော်လမ်းကိုလည်းစင်ကြယ်စေနိုင်တယ်ဒါကြောင့်အသက်တာစင်ကြယ်တော့အသက်တာနဲ့အသက်ရှင်ဖို့ကနှုတ်ခပတ်တော်ကျမ်းစာနဲ့အမြဲတမ်းဆေးကြောခြင်းအသက်တာရှိဖို့ဖတ်ရှုဖို့အသက်တာရှိဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်တမန်ကျမ်းစာနေ့စဉ်ဖတ်ရှုခြင်းအကျိုးကျေးဇူးနံပါတ်4ကတော့ပါလေဆိုတော့ပညာတရားဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါပညာအင်မတန်မှအရေးကြီးပါတယ်အကြောင်းမှာသင်ပေးတဲ့ပညာတွေကကျွန်တော်တို့လက်တွေ့အပြင်လောကမှာအသုံးမတည့်တာလည်းအများကြီးရှိပါတယ်ဒါပေမဲ့ဘုရားသခင်ပြောတဲ့ပညာကတော့
ဒီနေ့လက်တွေ့ကြဘဝမှာလိုအပ်တဲ့ပြဿနာတစ်ခါမှမကြုံဘူးတဲ့ပြဿနာတွေကြုံတွေ့လာတဲ့အခါမှာဘယ်လိုကင်တွေဖြေရှင်းရမလဲဆိုတဲ့လက်တွေ့ကြတဲ့အသွေးအခေါ်အကောင်းအဆိုးအမှန်အမှားကိုပိုင်းခြားတဲ့ပညာကိုပြောတာဖြစ်ပါတယ်ဒီပညာကတော့ဆာလံ119အပိုင်98မှာပညာတရားတော်ဒီအကျွန်ုပ်ဤယန္တုတုထက်အကျွန်ုပ်ကိုတာ၍ပညာရှိစေပါ၏ဆိုပြီးတော့ဆာလံဆရာကဖော်ပြထားတာဖြစ်ပါတယ်ဒီနေ့ဒါဝိရဲ့အသက်တာကိုကြည့်တဲ့အခါမှာသူ့မှာယန္တုတွေအများကြီးရှိတယ်သူယာထုကြီးလေယန္တုတွေလည်းကြီးမားလေဖြစ်တယ်သူ့ကိုမနာလိုတဲ့လူတွေသူ့ကိုဂုံတိုက်တဲ့လူတွေသူ့ကိုကြောက်ချတဲ့လူတွေမျိုးရှိပါတယ်ဒါပေမဲ့ယန္တုတွေကဘလို့ပဲသူ့ကိုမကောင်းကြံစီနေပါစေဒီအရာအားလုံးကိုသူကြော်လွှားနိုင်အောင်မြင်နိုင်ဖြတ်တတ်နိုင်ဘာကြောင့်လဲဆိုတော့နှုတ်ခပတ်တော်ဖတ်တဲ့အခါမှာဒီနှုတ်ခပတ်တော်ပညတ်တရားတော်ကနှုတ်ခပတ်တော်ကဒါဝိရဲ့အသက်တာပညာရှိစေတယ်ယန္တုဒီထက်ပညာရှိစေတယ်ဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်ဒါကြောင့်နေ့စဉ်ကျမ်းစာဖတ်ချုပ်ခြင်းဖြင့်ကျွန်တော်တို့ကပညာတရားနဲ့တာ၍ပြေဝလာမှာဖြစ်ပါတယ်နံပါတ်5အကျိုးကျေးဇူးကပါလေဆိုတော့ငြိမ်သက်ခြင်းဖြစ်ပါတယ်ငြိမ်သက်ခြင်းနဲ့ပြေဝတော့အသက်တာဖြစ်ပါတယ်ဆာလံ119အပိုင်ငယ်165မှာပြောလေဆိုတော့တရားတော်ကိုနှစ်သက်သောသူတို့၌ကြီးစွာသောငြိမ်သက်ခြင်းရှိပါ၏သူတို့စိတ်ပြည့်စရာအကြောင်းမရှိပါဒီနေ့တရားတော်ကိုနှစ်သက်သောသူတို့၌ကြီးစွာသောငြိမ်သက်ခြင်းရှိပါ၏တဲ့သူတို့စိတ်ပြည့်စရာအကြောင်းမရှိပါဒီနေ့ကျွန်တော်တို့ဘဝမှာဘာပဲကြုံလာစိတ်မပြတ်တခါလေကျွန်တော်တို့အရင်စိတ်ပြတ်တယ်အရင်အားငယ်တယ်ဒါကနှုတ်ခပတ်တော်ခံယူမှုကျွန်တော်တို့အားနေလို့လည်းပါပါတယ်နှုတ်ခပတ်တော်နဲ့ပြေဝနေတော့အသက်တာဖြစ်မယ်ဆိုရင်တော့အရာရာကိုရင်ဆိုင်နေတဲ့ခွန်အားမုံတိုင်းကြားမှာငြိမ်ဝတ်စွာနေနိုင်တော့အသက်တာတပည့်တော်တွေကမုံတိုင်းမိတဲ့အခါမှာစောက်တီးရမရဖြစ်ပေမဲ့ယေရှုကတော့လေဦးမှာငြိမ်ဝတ်စွာအိပ်ပျော်ရတာခွင့်ရှိတယ်လို့နှုတ်ခပတ်တော်နဲ့ပြေဝတော့အသက်တာတော့ငြိမ်သက်ခြင်းနဲ့အသက်ရှင်နိုင်မှာဖြစ်ပါတယ်နောက်ဆုံးတမန်ကျမ်းစာဖတ်ရှုခြင်းအကျိုးကျေးဇူးကပါလေဆိုတော့ယုံကြည်ခြင်းနဲ့အသက်ရှင်မှာဖြစ်ပါတယ်အဲ့ဒီတော့တမန်ကျမ်းစာနှုတ်ခပတ်တော်တွေကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအတွက်အကောင်းဆုံးအစာဖြစ်ပါတယ်ရောမအခန်းကြီး10အငယ်19မှာတို့ဖြစ်၍ယုံကြည်ခြင်းတွေကြားနာခြင်းအပြင်ဖြစ်၍ကြားနာခြင်းတွေလည်းဘုရားသခင်၏စကားတော်အပြင်ဖြစ်တယ်အဲ့တော့ယုံကြည်ခြင်းကဘေးကလာတယ်ကြားနာခြင်းကလာတယ်ကြားနာခြင်းကဘေးကလာတယ်ဘုရားသခင်ရဲ့နှုတ်ခပတ်တော်ကိုခံယူခြင်းနဲ့လာတာဖြစ်ပါတယ်ဒါကြောင့်နှုတ်ခပတ်တော်ကိုနေ့တိုင်းခံယူတော့တက်တာဟာယုံကြည်ခြင်းနဲ့တရက်ထက်တရက်ပို့ပြီးတော့တိုးပွားလာပြီးတော့မှယုံကြည်ခြင်းနဲ့လက်တွေ့ကြအသက်ရှင်နိုင်မှာဖြစ်ပါတယ်အဲ့ဒီတော့အချုပ်အနေနဲ့ပြန်ပြောမယ်ဆိုရင်တော့တမန်ကျမ်းစာနေ့စဉ်ဖတ်ရှုခံယူခြင်းရဲ့အကျိုးကျေးဇူး6မျိုးကတော့နံပါတ်1အရာရာ၌ကောင်းစားတော့အသက်တာဖြစ်တယ်အောင်မြင်တော့အသက်တာရမှာဖြစ်တယ်နံပါတ်2ကတော့လန်းဆန်းခြင်းအသက်တာမျက်နာမှာစိုက်တော့အပြင်ကတို့လန်းဆန်းခြင်းအသက်တာကိုပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်နံပါတ်3ကတော့တန်ရှင်းခြင်းအသက်တာနဲ့ကျင့်လည်နိုင်မှာဖြစ်ပါတယ်နံပါတ်4ကတော့တကယ်ပညာတရားနဲ့အသက်ရှင်နိုင်မှာဖြစ်ပါတယ်နံပါတ်5ကတော့အခက်အခဲပြဿနာမုန်တိုင်းကြားမှာငြိမ်ဝတ်စွာနဲ့အသက်ရှင်နိုင်တော့ခွင့်ရမှာဖြစ်တယ်နံပါတ်6ကတော့တကယ်ယုံကြည်ခြင်းနဲ့ခိုင်မာစွာအသက်ရှင်ရှောင်လန်းနိုင်မှာဖြစ်ပါတယ်ဒါကတော့တမန်ကျမ်းစာဖတ်ရှုခြင်းရဲ့အကျိုးကျေးဇူး6ခုဖြစ်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းပဲတခြားအရေးကြီးတဲ့ topic လေးတွေကောင်းစဉ်လေးတွေနဲ့ထပ်ပြီးတော့ဝင်ငှသွားမှာဖြစ်ပါတယ်အားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ